Ferran Torres ရဲ့နောက်ကျဂိုးနဲ့အတူအာဂျင်တီးနားကိုနိုင်ယူပြီးတော့ထိုက်တဲ့တန်ချန်ပီယံဖြစ်သွားခဲ့တဲ့စပိန်အသင်းအားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ကညမှာဆိုလို့ရှိရင်တော့ကမ္ဘာဖလားဖိုင်နယ်ပွဲစဉ်ဖြစ်စိတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားအသင်းနဲ့စိတ်လေးလက်မိုင်းရမယ်ရဲ့စပိန်အသင်းတို့ရင်ဆိုင်ခဲ့ကြတာပဲဖြစ်ပါတယ်2026ကမ္ဘာဖလားဗိုလ်လုပွဲစဉ်ကိုတော့အမေရိကန်နိုင်ငံမှာရှိတဲ့ MetLife Stadium ကွင်းကြီးမှာကန်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီဗိုလ်လုပွဲစဉ်ဟာဆိုလို့ရှိရင်တောင်အမေရိကအသင်းဖြစ်တဲ့အာဂျင်တီးနားအသင်းနဲ့ဥရောပအသင်းဖြစ်တဲ့စပိန်အသင်းတို့ထိပ်တိုက်တွေ့ဆုံနေခဲ့ကြတာပဲဖြစ်ပါတယ်။ကမ္ဘာဖလားဗိုလ်လုပွဲဖြစ်တာနဲ့ညီဒီပွဲစဉ်ဟာကြည့်ကောင်းခဲ့မယ်လို့ထင်ခဲ့ရပေမဲ့လည်းစပိန်အသင်းကပဲခြေအသာနဲ့အာဂျင်တီးနားအသင်းကိုကစားပြသွားခဲ့တာပဲဖြစ်ပါတယ်။စပိန်အသင်းဟာဆိုလို့ရှိရင်အာဂျင်တီးနားအသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက်ခုတိုလိုင်းနဲ့ပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။တိုက်စစ်တွဲဖက်3ယောက်နေရာမှာဆိုလို့ရှိရင်တော့အိုယာဇာပဲလမိုင်းရမယ်ဘယ်နာရိုတွဲဖက်ကိုတွေ့မြင်ခဲ့ရပြီးတော့ကွင်းလယ်မစ်ဖီထရီယိုမှာဆိုလို့ရှိရင်တော့ဖေဗရီယန်ရူရိုဒီနဲ့ဒန်နီယယ်အိုလမိုတို့တွဲဖက်ကိုတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။နီးပြစကိုလာရီရဲ့အာဂျင်တီးနားအသင်းဟာဆိုလို့ရှိရင်လည်းစပိန်အသင်းကိုရင်ဆိုင်ဖို့အတွက်ခုတိုလိုင်းနဲ့ပဲပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။တိုက်စစ်ပိုင်းနေရာမှာဆိုလို့ရှိရင်တော့မက်ဆီအေဗာရက်တွဲဖက်ကိုတွေ့မြင်ခဲ့ရပြီးတော့ကွင်းလယ်ပိုင်းမှာအန်ဆိုဖာနန်ဒက်မက်အလစ်စတာဂွန်ဇာလက်တို့တွဲဖက်ကိုတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။အာဂျင်တီးနားအသင်းဟာဆိုလို့ရှိရင်စပိန်အသင်းနဲ့ဗိုလ်လုပွဲစဉ်မှာစပိန်အသင်းရဲ့ကွင်းလယ်ပိုင်းကိုဘလို့မှကိုမရှင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဘောလုံးပိုင်ဆိုင်မှုမှာဆိုလို့ရှိရင်လည်းစပိန်အသင်းကပဲအသာစီးရရှိခဲ့ပြီးတော့ပထမပိုင်းမှာဆိုလို့ရှိရင်စပိန်အသင်းဟာဂိုးရလို့နီးပါးဖြစ်ခဲ့ပြီးတော့အာဂျင်တီးနားကိုသမားမာတီနက်လက်ဆွမ်းပြနေခဲ့လို့သာဂိုးမပေးခဲ့ရတာပဲဖြစ်ပါတယ်။ဒုတိယပိုင်းမှာဆိုလို့ရှိရင်လေနှစ်သင်းသလုံးဟာလူစားလဲမှုတွေပြုလုပ်စေခဲ့ပြီးတော့ပွဲချိန်62မိနစ်ရောက်မှဆိုလို့ရှိရင်တော့အာဂျင်တီးနားအသင်းရဲ့ကွင်းလယ်ကစားသမားအန်ဆိုဖာနန်ဒက်ဟာနဝါတနီနဲ့ထုတ်ပယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။စပိန်နောက်ခံလူကူဘရာဇီကိုဖျက်ထုတ်တာကြမ်းတမ်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့နဝါတနီနဲ့ထုတ်ပယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ငကိုကလေးကမှစပိန်အသင်းကိုမရှင်နိုင်တဲ့အာဂျင်တီးနားအသင်းဟာဆိုလို့ရှိရင်လူတယောက်ထုတ်ပယ်ခံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခန်းစစ်ကိုပိတ်ပြီးပဲကစားစီခဲ့ရတာပဲဖြစ်ပါတယ်။အချိန်ပိုနောက်ဆုံးမိနစ်မှာဆိုလို့ရှိရင်တော့လမိုင်းရမရဲ့ free kick ကန်ချက်ဟာကောင်းမွန်ခဲ့ပေမဲ့လည်းအာဂျင်တီးနားကိုသမားလက်စွမ်းပြသွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်ပိုမိနစ်30စက္ကန့်စီခဲ့ရတာပဲဖြစ်ပါတယ်။အာဂျင်တီးနားအသင်းဟာဆိုလို့ရှိရင်စပိန်အသင်းနဲ့ပွဲစဉ်မှာဘာမှကိုမလုပ်ပြနိုင်ခဲ့ပဲနဲ့လူပဲလိုက်ချနေခဲ့တာပဲဖြစ်ပါတယ်။ပွဲချိန်106မိနစ်ရောက်မှဆိုလို့ရှိရင်တော့စပိန်အသင်းတို့ဥဆောင်ကိုရရှိခဲ့ပြီးတော့အဲ့ဒီဥဆောင်ကိုတော့ဖာရန်တိုရက်ကကန်သွင်းခဲ့တာပဲဖြစ်ပါတယ်။ဥဆောင်ကိုခွင့်ပြုလိုက်ရတဲ့အာဂျင်တီးနားအသင်းဟာဆိုလို့ရှိရင်စပိန်အသင်းကိုပြန်လည်ဖွင့်တိုက်ခဲ့ပေမဲ့လည်း10ယောက်17ယောက်အင်အားနဲ့မို့ဂိုးမရရှိခဲ့ပဲနဲ့1-0ဆိုတဲ့ရလဒ်နဲ့ပဲပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။စိတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားအသင်းဟာဆိုလို့ရှိရင်စပိန်အသင်းနဲ့ပွဲစဉ်မှာဂိုးပေါက်တဲ့မှုတစ်ချိန်တောင်မရှိခဲ့တာပဲဖြစ်ပါတယ်။စပိန်အသင်းဟာဆိုလို့ရှိရင်တော့အာဂျင်တီးနားအသင်းကိုဂိုးပေါက်တဲ့မှု12ကြိမ်တိရှိခဲ့ပြီးတော့အချိန်ပိုမှာအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါလေးကတော့စိတ်ကြီးမက်ဆီကိုစိတ်လေးလမိုင်းရမယ်ဟာပွဲပြီးမှရှုံးနေသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ကြီးမက်ဆီကိုတွားပြီးတော့အားပေးနှစ်သိမ့်နေတဲ့ချီနူးစရာပုံလေးပဲဖြစ်ပါတယ်။အာဂျင်တီးနားအသင်းကိုနိုင်ယူပြီးတော့ကမ္ဘာဖလားရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တဲ့စပိန်နီးပြဒဲလာဖွန်တေးဟာဆိုလို့ရှိရင်လည်းအသက်ကြီးဆုံးကမ္ဘာဖလားယူနိုင်တဲ့နီးပြဖြစ်မှတ်တမ်းဝင်သွားခဲ့တာပဲဖြစ်ပါတယ်။စပိန်အသင်းဟာဆိုလို့ရှိရင်အာဂျင်တီးနားအသင်းကိုအနိုင်ရရှိပြီးတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းတူးချင်းလိုက်အကောင်းဆုံးစုတွေကိုတိမ့်ပိုက်သွားခဲ့တာပဲဖြစ်ပါတယ်။အာဂျင်တီးနားအသင်းကိုနိုင်ကိုတင်ယူခဲ့တဲ့ဖာရန်တိုရာဟာဆိုလို့ရှိရင်တော့မန်ရော့သမတ်စုရရှိခဲ့တာဖြစ်ပြီးတော့စန်တာဘက်နေရာမှာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ကူဘရာစီလေးဟာဆိုလို့ရှိရင်လည်းရန်ပလေယာဝအသက်ငယ်ကစားသမားအကောင်းဆုံးစုရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲတစ်ချောင်းသွင်းကိုတကိုးသာခွင့်ပြုခဲ့ရတဲ့ဦးနိုင်ဆိုင်မွန်ဟာဆိုလို့ရှိရင်လည်းရွှေလဲအိတ်စုကိုရရှိသွားခဲ့တာဖြစ်ပြီးတော့စပိန်ကွင်းလယ်မှာအကောင်းဆုံးခြေစွမ်းပြနေတဲ့ရိုဒီဟာဆိုလို့ရှိရင်လည်းဂိုလ်ဒန်ဘောစုကိုရရှိသွားခဲ့တာပဲဖြစ်ပါတယ်။စိတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားအသင်းဟာဆိုလို့ရှိရင်စိတ်လေးလမိုင်းရမယ်ရဲ့စပိန်အသင်းရဲ့တင်းဝအားကိုမရှင်နိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့စပိန်အသင်းဟာချန်ပီယံဆုရရှိသွားခဲ့တာဖြစ်ပြီးတော့အာဂျင်တီးနားအသင်းကတော့ဒုတိယလူဖြစ်နေခြေနှက်ခဲ့ရတာပဲဖြစ်ပါတယ်။အာဂျင်တီးနားအသင်းကိုနိုင်ယူပြီးတော့2026ကမ္ဘာဖလားကိုရရှိသွားခဲ့တဲ့စပိန်အသင်းဟာဆိုလို့ရှိရင်တော့သူတို့အနေနဲ့ကမ္ဘာဖလားအောင်မြင်မှု2ကြိမ်တိရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ဒါလေးကတော့စူပါဆန်တီညတနာရီခွဲမှာကစားခဲ့ကြတဲ့စိတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားအသင်းနဲ့စိတ်လေးလမိုင်းရမယ်ရဲ့စပိန်အသင်းတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုကွန်မန့်ဘောက်အောက်မှာဝင်ပေးသွားလို့ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။